အားလုံးမင်္ဂလာပါရှင် Don Simple Cooking ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့တော့ကျွန်မချက်မောင်ကျော်လေးဇင်ကြောက်ကလေးနဲ့ပေါ့နော်ထမင်းမိန်နဲ့ချက်မောင်ကျော်လေးနဲ့ကျွန်တော်တို့အတူတူလိုက်ကြည့်အောင်နော်ပြီးရင်ထမင်းလေးနဲ့ချက်မောင်ကျော်လေးနဲ့ပဲဟင်းလေးနဲ့အင်မတန်စားလို့လိုက်ဖက်တဲ့အရာလေးဖြစ်ပါတယ်ဒီမှာဥဆုံးစီကိုရဲ့ချက်မောင်ရွက်ပုံမှာမူတည်ပြီးတော့ရှင်းချိန်ပြီးတော့မှထည့်ပါမယ်စီအတော်တင်လေးကျက်လာပြီဆိုရင်ကျွန်တော်တို့စီကျက်လေးထည့်ပါမယ်ရှင်ပြင်ထောင်းထားတဲ့ငရုတ်သီးလေးထည့်ပါမယ်ဒီကြိမ်ဒီလေးထည့်ပါမယ်ကျန်ကျင်ဒီလေးခဏနူးဖို့အတွက်ကျမတို့10မိနစ်လောက်ဦးထားပါမယ်ရှင်ကျန်ကျင်ဒီလေးအမြင့်လေးတင်ရပြီဒီစင်ကြပ်လေးထည့်ပါမယ်ရှင်ဒီတော့ထည့်ပြီးချမောင်ရွက်ကိုထည့်ပါမယ်ရှင်ဒီမောင်ရွက်ကလေးအတော်ယူအောင်ဆောင်ပါအောင်ရှင်နမ်းကြရည်လေးဒီနဲ့ထည့်ပါမယ်စားလေးလည်းဒီနဲ့ထည့်ပါမယ်ကျမကတော့ဒီချမောင်ကျော်လေးကငပိမထည့်ဘူးရှင်ငပိမပါဘဲနဲ့အကြိုင်လေးနဲ့စားလေးနဲ့ထိန်းပြီးတော့ကျော်တော့ပါဖြစ်ပါတယ်ရှင်ဒီကြောက်ကလေးကိုအဲ့ဒီစားမှာနည်းနည်းလေးပို့ထည့်လိုက်ပါတယ်ညီငပိရည်နေကြတော့ဝီတိုးတဲ့ဒီများအတွက်အဆင်မပြေမှစိုးလို့ပါခဏလောက်10မိနစ်လောက်စီပြောင်းခဏလေးစောင့်မယ်နော်ဒီအခုဆိုရင်ဒီစိမ့်လေးတွေထည့်ပါမယ်ရှင်ဒီစိမ့်ထည့်ပြီးကျွန်တော်နာမည်ထည့်ပါမယ်ရှင်နာမည်ကိုတော့ကျွန်မဒီလိုပဲဖြတ်ပြီးထည့်လိုက်ပါတယ်သူ့ရဲ့သဘာဝအတိုင်းလေးစားလို့ရပါပေါ့နော်နာမည်လေးကိုအုပ်လိုက်ပါမယ်ရှင်နာမည်နဲ့လည်းဒီဆိုရင်ဝေးရောဒီတန်းစားလို့ကောင်းတဲ့ချမောင်ကျော်လေးတစ်ခွက်ဖြစ်နေပါပြီရှင်
ခုဆိုရင်ချမောင်ကျော်လေးသုံးဆောင်လို့ရပါပြီရှင်အင်မတန်မှထမင်းမိန်နဲ့ဘာမှတော့တခြားဟင်းမလို့ပဲတကယ်ကိုစားလို့ကောင်းတဲ့ချမောင်ကျော်လေးရပါပြီရှင်အားလုံးသုံးဆောင်ကြပါရှင်ဟိုလေsubscribe လေးလုပ်ပြီးတော့မှ like လေးလုပ်ပေးပါလို့မြစ်တဲ့ရခံပါရှင်